guys everyone ဆိုတော့မှာ retain usually ကနေပြပြလဲကျူလိုက်ပါဒီနေ့မှာပေါ့နော် retain ရဲ့ညီမလေးနဲ့ retain ရဲ့ fan လားတကယ်ချင်းလားတော့မသိတကယ်ချင်းပေါ့နော် Ashley နဲ့ဆော့မှာဖြစ်ပါတယ်ဒီဒီနေ့နာမည်ကတော့Jelly fruit tower လေးပဲဖြစ်ပါတယ်ဆိုတော့ retain တို့ရဲ့ grape ကိုတော့မှာမယ်ချောက်လေးပေါ့နော်retain ညီမလေးကအင်းကြီးပါမလေးထားဒီပါဦးဒီမှာကျတော့စပင်းအဝါလေးနဲ့ကောင်မလေးကျတော့ retain နဲ့တူတူချိတ်ဆော့ဖြစ်ပါတယ် retain fan ပေါ့နော်သူ့ရဲ့ YouTube channel လေးကိုလည်းတော့အားပေးကြဖို့အတွက် retain တောင်းဆိုချင်ပါတယ်ဒါကတော့သူ့ရဲ့ YouTube account လေးပါနောက်ပြီးတော့သူ့ရဲ့ Roblox account လေးကတော့ဒါပေါ့နော်ဆိုတော့ retain YouTube channel လေးရတာပါ retain ရဲ့ Roblox account ကဒါပါဆိုတော့အကောင်လုံးအားပေးကြဖို့တောင်းဆိုချင်ပါတယ် retain ညီမလေးဘာမှမတင်ပါဘူးကဲဆိုတော့မပြောတော့ပါဘူးပေါ့နော်ဆိုတော့ video လေးကိုစိတ်ဝင်စား like subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်retain 124 subscribe ဖြစ်သွားပြီပေါ့နော်ဆိုတော့ retain ကို 1k ထိရောက်အောင် subscribe လေးများလေးလုပ်ခဲ့ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါကကြတော့ပေါ့နော်အရင်လေးလာရပေါ့နော်ဒီရင်က retain ရဲ့ Roblox ကလာတဲ့ channel တွေပေါ့နော် retain ခုနလေးပဲပြပေးတော့ပါပြီဆိုတော့ retain နဲ့တူချိတ်ဆော့လို့ရှိရင်ပေါ့နော်ပြောလို့ရပါတယ်ဘာကြီးလေးဆိုစီချင်တာလဲ comment မှာဖြေကြဖို့အတွက်တောင်းဆိုချင်ပါတယ်ပေါ့နော်retain တကယ်တင်မယ်ပေါ့နော်ဘာလဲဆိုတော့ retain ကျောင်းနေပါပြင်ပြီးနောက်တစ်ပတ်စနေတနေ့ခုနေမှာ retain Sakura School Simulator Sakura School game တင်မယ်ပေါ့နော်အဲ့ဒါကကြတော့Sakura School မှာဘာလို့တင်ကောင်းမှမသိဘူးနော် retain fan တယောက်ပေါ့နော်လာမှန်ထားရပေါ့နော်အဲ့ဒီထဲမှာ retain တစ်ခုကိုရေးပြီးတော့မှဆော့မှာပဲဖြစ်ပါရဲ့ဆိုတော့ video လေးကို like subscribe လုပ်ခဲ့ပေးကြဖို့အတွက် retain တောင်းဆိုချင်ပါတယ်ပေါ့နော်ဒီဗီဒီယိုမှာက retain နဲ့ချိတ်ဆွဲရသူ2ယောက်ရှိရေပေါ့နော် Ashley ရဲ့retain ညီမလေးရေပေါ့နော်တို့တော့ကြောက်သွားပြီမယ်လို့လေ retain ပြန်တည်လို့ရအဲ့မှာနည်းနည်းတော့မိသွားတာကွာဆိုတော့ retain နဲ့ချိတ်ဆွဲရ Ashley ဆိုရညီမလေးတယောက်ကိုလည်း retain အများကြီးဆွတင်ပါတယ်ပေါ့နော်နောက်ထပ်လည်းဘာကြီးလေးဆိုစီချင်တာကိုလည်းမက်ခစ်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီရင်းလေးရဲ့နာမည်ကတော့Jelly fruit tower လေးပဲဖြစ်ပါတယ်ဒီရင်းလေးတော်တော်ဆော့လို့ကောင်းနေပေါ့နော်ဆော့လို့ကောင်းနေဆိုတာထက်တော့ကွာအယောင်လေးတော်တော်လှရပေါ့နော်စပီတီအယောင်လေးဆိုရှင်လည်းအထက်ထက်လေးနဲ့အယောင်လေးကလည်းရင်းနေနှုတ်တယ်အရင်မိုက်တယ်ပေါ့နော်အရင်မိုက်ပါလေဆိုတော့မှအရှိလေးဟိုမှာစောင့်နေပါလားပဲတက်သွားလိုက်ပါမယ်အစားတော့ retain ညီမလေးနဲ့ချိတ်ဆော့လို့ပါပဲဒါနဲ့ retain နဲ့တူချိတ်ဆော့မယ်ဆိုပြီးတော့ပေါ့နော် Ashley ကဝင်လာခဲ့ try လာပေါ့နော်အားနဲ့ retain တော့ဆော့ပြသွားတာပေါ့နော်ဒါပေမဲ့ retain ကကျတော့ညီမလေးကိုမဆော့လိုက်ပါဘူးဘာလို့လဲဆိုတော့ तू ကမဆော့နဲ့ဆိုလို့ retain လည်းမဆော့တော့ပေါ့နော်အားနဲ့ fan တယောက်နဲ့ပဲဆော့နေလိုက်ပါရယ်ဆိုတော့ video လေးမစခင်မှာ like and subscribe လည်းလုပ်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်retain အခုပေါ့နော် view လည်းတော်တော် view တွေလည်းတော်တော်ကျနေပါရဲ့လို့အရင်ကထက်400 900လောက်တက်တဲ့ view อ่ะပေါ့နော်အခု100ကျော်လောက် view တက်တော့တယ်ပေါ့နော်ဒါမှမဟုတ်retain စိတ်မဆိုးပါဘူးနဲ့ထပ်ပြီးကြိုးစားပါမယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော် subscribe လေးလည်းမဖြုတ်သွားကြပါနဲ့နောက်ပြီးတော့ပေါ့နော် like လေးလည်းပေးခဲ့ကြဖို့အတွက်တောင်းဆိုချင်ပါတယ်Ashley ရဲ့ channel ကိုလည်းတော့အားပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းဘာကလေးဆိုစီချင်တာကိုလည်းမှန်ပေးခဲလို့ရရပါတော့ retain တောက်ချက်တိုင်းပြောနေတာပြောစရာစကားမရှိဘူးပေါ့နော်ဘာပြောရမှန်းလည်းမသိဘူးပြောတာရှိနေကွာ like အလိုဟာတာလုံးမှုဟာကိုဒါမဲ့ retain ကvoice နာခဲတော့ကြောင့်မလို့ recorder ရိုက်ထားတဲ့အချိန်မှာအတန်းနဲ့ပြောလို့ရှိရင်အဲ့ဒီ recorder ရဲ့အတန်းကိုပေါ့နော် like voice နာခံလို့မရတဲ့အကြောင်းလို့ပေါ့နော်တိတ်ပြောဟာတာရေးတိတ်မတင်ဖြစ်ဘူးပေါ့နော်ဟိုခေါ်တော့ဟာတာတင်ပြီးပါပြီဒါပေမဲ့အဲ့ဒီဟာကကျတော့တိတ်ပြောအဆင်မပြေဘူးဖြစ်နေပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အမားရှိလို့ရှိရင်လည်းတောင်းမယ်မနေဘူးတော့မရှိလို့ရှိရင် retain ခွင့်လုပ်ပေးကြဖို့တောင်းဆိုမယ် case ဒီမှာပြီးသွားပြီပေါ့နော် retain sorry ခင်းအောင်လေးပြီးသွားပြီဆိုတော့ Ashley ဆော့စီချင်တာတော့မသိဘူးနော်သူ sorry ဟာကို retain လက်ဆောင်မှာဖြစ်ပါ၏ကျဆိုတော့သူသွားနေပြီပေါ့နော်သူနောက်ကို retain လိုက်တော့မယ် retain လို့ဘက်က line တိတ်မကောင်းတော့ကွာသူသွားလားမသွားလားဆိုတာသိချင်မသိရဘူးအဲ့ဒါဒီမှာ apple လေးရွေးလိုက်တယ်ပေါ့နော်အဲ့ဒါ retain သူဝင်လိုက်ပါ၏ကျဆိုတော့နှစ်ယောက်သားတော့တကယ်မိုက်ပါ၏နှစ်ချက်လေးနဲ့တူကြရပါတော့တကယ်သူလဲ Roblox သူရဲ့ Roblox character လည်းအများမိုက်တယ်ကွာချစ်စရာလေးစမြဝါလေးနဲ့တော်လိုက်တယ်
robust တွေပါ robust တွေဘယ်လိုထည့်ရလဲရတဲ့သူများကြီးပြောကြရတော့ပေါ့နော်ပတ်စံ1000နဲ့ robust ထည့်မယ်ဆိုလို့ရှိရင်ဒီ robot ထဲက robust က1000လောက်ပဲရရဆိုလားပဲကြားဖို့တာပေါ့နော်ဝေဒတငယ်ချင်းတွေပြောပါဝေဒလည်းတိတ်မသိပါဘူးဒီမှာပေါ့နော်အောက်မှာဝေဒညမလေးလာမသိဘူးစော့နာမှာစော့နာသူတော့မဆောင်တော့ဘောနော်ပြအခုစော့နေအရှိလီကိုလည်းအရင်အားနာရတော့ကြောင့်မဆောင်ဝင်တဲ့အတိုင်းပဲဆော့လိုက်တာပဲဖြစ်ပါရဲ့ဒါဆိုတော့အမားပါလာလို့ရှိရင်လည်းအားလုံးကိုတောင်းမဲ့ချင်ပါတယ်ပေါ့နော်ဒီပန်းနီးလေးဆိုလို့ရှိရင်လည်းကွာပန်းနီးကိုမှအထပ်ပြီးတော့မှအရေးအရာလေးပေါ့နော်အဲ့အရာလေးထည့်တာဖန်ပန်းနီးလိုမျိုးပေါ့နော်အရန်ကောင်းပါရဲ့လို့ဒီဂိမ်းလေးလည်းအရန်ဆော့လို့ကောင်းပါရဲ့ဒီဂိမ်းကတော့ဘယ်သူမှမဆော့ခိုင်းဘူးနော်ဒါမဲ့လည်းရီတန်ညီမလေးနဲ့ချိတ်ဆော့ရတဲ့အာရှိလီပေါ်လာလို့ရီတန်လည်းဒီဂိမ်းလေးကိုဆွတ်ပြတော့ပဲဖြစ်ပါရဲ့နှမို့ဆိုလို့ရှိရင်ဒီဂိမ်းကတော့ပေါ်လာမလားတော့မသိဘူးပေါ့နော်ယာ great ကွာတကယ်ဆော့လို့ကောင်းတဲ့ထာဝါလေးပဲဖြစ်ပါရဲ့ရီတန်ထပ်ပြီးတော့စူးစမ်းမယ်ပေါ့နော်အခုကြားထဲမှာပေါ့နော်ရီတန်ကစာကျောင်းတက်ရဖို့အတွက်ပေါ့နော်စာလေးလည်းနည်းနည်းလုပ်နေရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်robot ဆော့ပြချင်းမှလည်းရှိမယ်ပေါ့နော်ရီတန်ကို robot ထဲမှာပေါ့နော်join ဖို့အတွက်ဖိတ်ထား invite လုပ်ထားတဲ့တငယ်ချင်းလေးတွေရှိရေပေါ့နော်အဲ့ဒါရီတန်အများကြီးကျေးဇူးတင်ပါတယ်ဒါမဲ့ရီတန်ပြန်ပြီးတော့မ join ဖြစ်ပါဘူးဘာလို့လဲဆိုတော့ရီတန်ဒီဘက်မှာကျတော့မီးပြက်နေတာရေနောက်ပြီးတော့ရီတန်ဖုန်းသိမ့်မသုံးဖြစ်ပါဘူးလို့အိမ်လိုကိစ္စရေစကြောင်းစာအတွက်လုပ်နေရေပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ပေါ့နော်reply မပြန် YouTube မှာလည်း reply မပြန်ဖြစ်လို့ရှိရင်လည်းအားလုံးကိုတောင်းမယ်နေပေါ့နော်ခွင့်လို့ပြကြဖို့အတွက်ရီတန်တောင်းဆိုချင်ပါတယ်ရီတန်ညီမလေးကပြောတာရီတန်ညီမလေးပြောရပေါ့နော်ဒီကြီးဆော်နေရီတန်တို့တည်သွားတော့ပေါ့နော်သူကဟို escape ပြီးသွားပြီပေါ့ပြောရပေါ့နော်ရီတန်မယုံဖြစ်နေတာပြီးလည်းပြောသူ့ကိုလည်းကြည့်နေကြတော့သူက escape ဝင်သွားတယ်ပေါ့နော်ဒီမှာကျတော့ပေါ့နော်မှုဆိုတာပဲရီတန်ကိုလာ join ထားရပေါ့နော်ဒါပေမဲ့အဲ့ဒီကောင်မလေးနဲ့တော့မဆော့ဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဘယ်လိုပြောရမလဲရီတန်လည်းမှာ view ရိုက်နေတစ်ဖက်ကြီးနဲ့ကွာအရှိလီကိုလည်းဘာမှမပြောထားသေးတော့ဒီ game လေးစော်ရင်းနဲ့ပေါ့နော်ရီတန်လည်းအဲ့လိုဖြစ်သွားတာပဲဖြစ်ပါရဲ့ဆိုတော့တောင်းမှန်ပါရဲ့တို့အကုန်လုံးအမှားပါတော့လို့ရှိရင်အကုန်လုံးကိုတောင်းမှန်ပါရဲ့ပေါ့နော်ဝေဒန်ကို comment မှန်ပေးကြတဲ့တယောက်ချင်းချင်းတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဝေဒန်အရင်တော့ကကြိုမှာပေါ့နော်မအောင်ရင်subscribe ကနေပြီးအားပေးကြတဲ့သူကြောင့်ချင်းချင်းတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့ရဲ့ video လေးကတော့ဒီလောက်ပါပဲပေါ့နော်ဒီမှာပဲဆက်သက်လိုက်ပါပြီနောက် video မှာထပ်နေမယ်ပေါ့နော် see you guys in the next video bye